ပန်းဟိုးကြီးကသူ့ညမလေးရဲ့ခေါင်းပေါ်ကိုကြားတော့မယ်ဆိုတာကိုမြင်လိုက်ရတဲ့အခါမှာဒီမိန်းကလေးကအပြေးအလွှားသွားပြီးသူ့ညမလေးကိုတွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ပန်းဟိုးနဲ့အရှင်ပြင်းပြင်းနဲ့ရိုက်မိပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ရတယ်လို့ခေါင်းမှာလည်းနှက်ဆိုင်တဲ့ဒဏ်ရာကြီးတစ်ခုရသွားခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ညီမဖြစ်သူကတော့ဘာကြီးစံတရားမှမရှိခဲ့ပါဘူးအဲ့ဒီအစားသူ့ရဲ့အသက်ဝယ်ထားတဲ့အဝတ်စားတွေကိုပေးပွားအောင်လုပ်ရမလားဆိုပြီးဒီမိန်းကလေးကိုပဲပြန်ပြီးအဖြစ်တင်ခဲ့တာပါဈေးရုံကိုရောက်တဲ့အခါမှာလည်းမိဘတွေကဒဏ်ရာအနှဲငယ်ပဲရထားတဲ့သမီးအငယ်လေးကိုပဲဂရုစိုက်နေကြပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတဲ့ဒီမိန်းကလေးကိုတော့လုံးဝပစ်ထားခဲ့ကြပါတယ်ဆရာဝန်ကဒီမိန်းကလေးရဲ့တတိရှိတဲ့လုပ်ရအတွက်ချီးကျူးခဲ့ပြီးမြဲမိဘတွေကတော့ဘာမှမတုံ့ပြန်ခဲ့ကြပါဘူးအဲ့ဒီအစားဒီကလေးမကမွေးစားသမီးပဲဖြစ်တဲ့အတွက်စေကူတာစရိတ်တွေကိုသူတို့မပေးနိုင်ဘူးလို့ဆရာဝန်ကိုပြောခဲ့ကြပါတယ်သူတို့ကဒီဝန်တို့ဝန်ပိုးကြီးကိုဖယ်ထုတ်ပေးခြင်းနေတာကြာလာပါပြီအဲ့ဒီနောက်တမိသားစုလုံးပျော်ပျော်ပါးပါးကြီးထွားသွားခဲ့ကြပါတယ်တတိမေမျောနေတဲ့ဒီမိန်းကလေးကဓာတ်တွေကိုအကုန်ကြားနေရပြီးသူ့မျက်ဝန်းမှာမျက်ရည်တွေပြည့်လျံလာခဲ့ရပါတယ်တစ်ဖက်မှာလည်းချမ်းသာဆုံးပုဂ္ဂိုလ်ကြီးရဲ့ဗီလာအိမ်ကြီးထဲမှာတော့အိမ်တောင်ဦးစီးဖြစ်သူကဒီမိန်းကလေးရဲ့ဓာတ်ပုံကိုကြည့်ပြီးမျက်ရည်ကျနေခဲ့ပါတယ်သူကပျောက်ဆုံးသွားတဲ့သူ့ရဲ့မီးမလေးကိုအမြဲတမ်းတတိယနေခဲ့တာပါအဲ့ဒီအချိန်မှာပဲလက်အောင်ငယ်သားတယောက်ကအပြေးထွားဝင်လာပြီးဈေးရုံမှာဒီမိန်းကလေးကိုနောက်ဆုံးတော့ရှာတွေ့ပြီလို့လာသတင်းပို့ခဲ့ပါတယ်သူဘေးကလူငယ်ကလည်းအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်သူက DNA စစ်ဆေးချက်အစီရင်ခံစာကိုအမြန်စစ်ဆေးလိုက်ပြီးဒီမိန်းကလေးဟာသူ့ရဲ့ညီမအရင်ဖြစ်တယ်ဆိုတာကိုအတည်ပြုလိုက်ပါတယ်သူကချက်ချင်းပဲသူ့လူတွေကိုစုစည်းပြီးညီမလေးကိုအိမ်ပြန်ခေါ်ဖို့အတွက်ထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းဆရာဝန်ကကုသမှုကိုလက်လျှော့တော့မယ့်အချိန်မှာပဲဒီမိန်းကလေးကအံ့ဩစရာကောင်းလောက်အောင်ပြန်နိုးလာခဲ့ပါတယ်သူ့ရဲ့မိခင်အရင်ကခြံထားပေးခဲ့တဲ့ကြောက်စိမ့်ဆွဲသီးလေးကသူ့အသက်ကိုကယ်တင်ပေးခဲ့တာဖြစ်နေပါတယ်ဈေးရုံကဆင်းပြီးတဲ့နောက်မှာဒီမိန်းကလေးကလုံးဝသတိကောင်းကောင်းပြန်ရလာခဲ့ပါတယ်သူကတော့အိမ်ပြန်ပြီးမွေးစားမိပါပြီနဲ့ပတ်သက်မှုအားလုံးကိုဖျက်တောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မထင်မှတ်ပဲသူကသူ့ကိုလိုက်ရှာနေတဲ့သူ့အကိုနဲ့တွားတိုးမိပါတယ်ဒီမိန်းကလေးကသူ့ကိုအပြစ်တင်ဖို့လုပ်နေတော့မှာပဲဒီလူကတောင်းပန်တဲ့အနေနဲ့$3,000ထုတ်ပေးလိုက်ပါတယ်ဒါကြောင့်ဒီမိန်းကလေးလည်းဘာမှမပြောတော့ပဲဒီအတိုင်းပဲလွှတ်ထားလိုက်ရပါတယ်ချမ်းသာတဲ့လူငယ်လေးကနူနာဆောင်ကိုရောက်တဲ့အခါမှာတော့သူကထားသွားပြီဆိုတာကိုသိလိုက်ရပါတယ်မကြခင်မှာပဲလက်အောက်ခံကဒီမိန်းကလေးရဲ့ဓာတ်ပုံကိုယူလာပေးခဲ့ပါတယ်အဲ့ဒီတော့မှသူ့အကိုကညီမလေးဟာခုနသူနဲ့တွေ့ခဲ့တဲ့မိန်းကလေးဖြစ်နေမှန်းသိသွားပြီးသူ့နောက်ကိုချက်ချင်းလိုက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဒီမိန်းကလေးအိမ်ပြန်ရောက်တာနဲ့သူ့ရဲ့မွေးစားအမိကသူ့ပစ္စည်းတွေကိုအပြင်ကိုထုတ်ပြနေတာကိုတွေ့လိုက်ရပါတယ်ဒီမိန်းကလေးလည်းဒီမိသားစုမှာစက်မနေချင်တော့တာမို့သူတို့နဲ့အပြတ်ဖြတ်လိုက်တော့ပါတယ်မထင်မှတ်ပဲမွေးစားအမိကညီမလေးကိုကောင်းကောင်းမကာကွယ်ပေးနိုင်ခဲ့လို့ဆိုပြီးအပြစ်တင်တဲ့အပြစ်လျော်ချင်းငွေအနေနဲ့$3,000ပေးဖို့အတင်းအကြပ်တောင်းဆိုလာပါတယ်ဒါပေမဲ့ချမ်းသာတဲ့လူငယ်လေးရဲ့ကားကတော့အိမ်ရှိမှဆက်ရောက်နေပြီဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူး